high fan နဲ့က$1လေးကိုလက်တွေ့ထုတ်ပြတော့မှာဖြစ်ပါတယ်$1လေးကိုနှိပ်မယ်ပြီးရင်အောက်က withdraw လေးကိုနှိပ်မယ်နော်ပြီးရင် Binance ကိုသွားမယ် USDC ETH address ကိုယူရမယ်အရင်အမက 0.1 တခါထုတ်ပြီးပြီးရင် 0.3 တခါထုတ်တယ်အခု$1ထုတ်မှာပေါ့နော် on-chain deposit ကလေးကိုနှိပ်မယ်ထိတ်ကလေးမှာ USDC လို့ရိုက်ချလဲရှိရရဲ့နော်အမချထားပြီးသားမလို့ETH ရဲ့ address ကလေးကိုယူလာမယ် copy ယူလာမယ်နော်ပြီးရင်အမ address လေးရှာပေးလိုက်အောင်ပါပဲပြီးရင် confirm withdraw ကိုနှိပ်အောင်မယ်အဲ့ဒါဆိုရင်ရပါပြီအဲ့ထုတ်တဲ့နေရာမှာပထမဆုံးစထုတ်မှာဆိုလို့ရှိရင်တော့ Binance ကမျက်နှာစကန်တောင်းတယ်နော်အမအရင်ထုတ်ထားတဲ့အတွက်အခုမျက်နှာစကန်မတောင်းတော့တာပါကဲလက်တွေ့ထုတ်လို့ရပါတယ်နော် high fan လေးရBinanceမရှိလဲဖွင့်ပေးပါတယ် free ဖွင့်ပေးပါတယ်နော်ခဏလေးစောင့်နေမယ်ဘာတိတ်မကြောက်ထုတ်လိုက်တာနဲ့ရှင်းပြန်ကြရှင်းရောက်လာရပေါ့နော်ခုတော့$1ကြော်လေးပဲကျန်တော့တယ်$10ဆိုလို့ရှိရင်တော့ထုတ်ရမှာပေါ့0.9ရောက်တယ်နော်$1ထုတ်တာလေ